ကိုကလေးကအရက်ရှိမာလားပူမာလားအရက်မြင့်ခြင်းကအခြားသူတွေထက်တပန်းသာတဲ့ခေတ်ကြီးမှာမိဘများအနေနဲ့မိမိတို့ကလေးအရက်ရှိလာနိုင်ဖို့အတွက်ဂရုစိုက်ပေးရမယ်တောင်းရှိပါတယ်အရက်မြင့်ခြင်းမမြင့်ခြင်းဟာမျိုးရိုးဗီဇတစ်ခုတည်းနဲ့သက်ဆိုင်တာတော့မဟုတ်ပါဘူးအစားအသောက်နဲ့နေထိုင်မှုပုံစံတွေကလည်းအရက်မြင့်အောင်ကူညီပေးနိုင်ပါတယ်ဒါပေမဲ့အခုအစားအသောက်အနေထိုင်ပြောင်းလိုက်ရုံနဲ့ခုချက်ချင်းအရက်မြင့်လာမှာမဟုတ်ပါဘူးကလေးငယ်ဘဝတည်းကတည်တည်ချာချာစားတောက်နေထိုင်မှုပုံစံတွေကောင်းမွန်အောင်ဂရုစိုက်ထားမှသာဖွံ့ဖြိုးကြီးထွားတဲ့အရွယ်ရောက်တဲ့အခါတဖြည်းဖြည်းနဲ့အကျိုးခံစားလာရမှာဖြစ်ပါတယ်ပုံမှန်ကလေးရဲ့အရက်ဖွံ့ဖြိုးမှုအနေနဲ့မွေးစာကနေအသက်တစ်နှစ်အတွင်းအရက်အမြင့်10လက်မှတိုးလာရမယ်တစ်နှစ်ကနေ2နှစ်အတွင်းအရက်အမြင့်5လက်မတိုးလာရမယ်2နှစ်ကနေ3နှစ်အတွင်းအရက်အမြင့်တစ်နှစ်ကို3လက်မှခွဲလောက်ပုံမှန်တက်လာရပါမယ်3နှစ်ကနေ10ကျော်သက်အထိတစ်နှစ်ကိုအရက်အမြင့်2လက်မစီလောက်ပုံမှန်တိုးနေရပါမယ်သားမိမိကွာခြားမှုအလိုက်အရက်အမြင့်ကွာခြားတာမျိုးရှိပါတယ်အရက်အမြင့်ကိုလွှမ်းမိုးနိုင်သောအကြောင်းရင်းတွေကတမျိုးရိုးဗီဇကလေး၏အရက်အမြင့်ကိုမျိုးရိုးဗီဇကအဓိကလွှမ်းမိုးနိုင်ပါတယ်မိန်းကလေးများထက်ယောက်ျားလေးများကအရက်ပိုရှည်လေးရှိခြင်းမှာမိန်းကလေးများတွင် X ခရိုမိုဆိုး2ခုပါဝင်၍ပြိုဖော်ဝင်ခြင်းစောစီးစွာရောက်လာတာကြောင့်လည်းဖြစ်နိုင်တယ်။နှစ်ပြိုဖော်ဝင်ခြင်းမှာကလေးတွေရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများစတင်ဖြစ်ပေါ်သောအရွယ်ဖြစ်တယ်။ဤကာလအတွင်းကလေး၏ကြီးထွားမှုနှုန်းရုတ်တရက်မြင့်တက်လာပါတယ်။3အာဟာရအခြေအနေအာဟာရပြေဝမှုအခြေအနေဟာကလေးရဲ့ကြီးထွားမှုကိုတိုက်ရိုက်သက်ရောက်စေတယ်။အာဟာရနှင့်ညီညွတ်သောအစားအစာလုံလောက်စွာမရတဲ့ကလေးတွေကအရက်ပူနိုင်တယ်။လေးကျန်းမာရေးအခြေအနေများအောက်ပါကျန်းမာရေးပြဿနာတွေကအရက်ပူခြင်းကိုဖြစ်စေနိုင်တယ်။ကြီးထွားဟော်မုန်းမမှန်ခြင်းဟော်မုန်းထုတ်လွှတ်မှုနည်းပါကကြီးထွားမှုနှေးကွေးပြီးအလွန်များပါကရှားပါသောအရက်လွန်ရှည်သည့်ရောဂါဖြစ်နိုင်တယ်။ခရိုမိုဆိုးပုံမမှန်ခြင်းထားနားစင်နှုန်းဒေါင်းစင်နှုန်းတို့မှာအရက်ပူခြင်းကိုဖြစ်စေနိုင်တယ်။နာတာရှည်ယောဂများအစာချေစနစ်ပြဿနာကြောက်ကပ်နှလုံးအဆုတ်ယောဂကင်ဆာယောဂပန်းနာရင်ကျက်ယောဂအဆစ်ရောင်ယောဂစီးချိုသွေးအားနည်းယောဂစတဲ့နာတာရှည်ယောဂရှိတဲ့ကလေးတွေမှာလည်းရွယ်သူကလေးတွေထက်အရက်ပူလေးရှိတယ်။အရွယ်ရောက်ပြီးအရက်အမြင့်ခံမှန်းနည်းလမ်းများအရွယ်ရောက်ပြီးအရက်အမြင့်ကိုတိကျစွာခံမှန်းရန်ခက်ခဲနိုင်တော့လဲမိဘအရက်ပြန်းများတွက်ချက်နည်းနှင့်တမန်ဖြစ်အယိုးအသက်ခံမှန်းခြင်းနည်းတွေကအသုံးများသောနည်းလမ်းများဖြစ်ပါတယ်။မိဘအရက်ပြန်းများတွက်ချက်နည်းမိခင်နှင့်ဖခင်တို့၏အရက်အမြင့်ကိုလက်မသို့မဟုတ်စင်တီမီတာဖြင့်ပေါင်းပါယောက်ျားလေးအတွက်ဆိုရင်မိဘ2ဦးအရက်စုစုပေါင်းကို9လက်မှ13စင်တီမီတာထည့်ပေါင်းပြီးနှစ်ဖြင့်စားပါမိန်းကလေးအတွက်ဆိုရင်မိဘ2ဦးအရက်စုစုပေါင်းမှာ9လက်မှ13စင်တီမီတာနှုတ်ပြီးနှစ်ဖြင့်စားပါဤနည်းတွင်4လက်မှ10စင်တီမီတာအတိုးအလျှော့တော့ဖြစ်တတ်ပါတယ်အယိုးအသက်တွက်ချက်နည်းလက်ကဝတ်နှင့်လက်ဖွားဤဓာတ်မှန်ကနေအယိုးအသက်ကိုသိရှိနိုင်ပါတယ်ဤနည်းနဲ့ဓာတ်မှန်ကိုအယိုးအသက်မျိုးမျိုးနဲ့နှိုင်းယှဉ်ကာကြီးထွားနိုင်စွမ်းကိုခံမှန်းနိုင်တယ်အရက်ကြီးထွားမှုမှတ်တမ်းရေဘူးရအားဖြင့်သားမိမိနှင့်လူမျိုးအလိုက်စံသတ်မှတ်ထားသောကြီးထွားမှုမြင်ကွင်းများကိုအသုံးပြု၍ကလေး၏အရက်အမြင့်ကြီးထွားမှုကိုစောင့်ကြည့်နေတာပဲဖြစ်တယ်ပုံမှန်ကြီးထွားမှုရှိနေတဲ့ကလေးမှာရုတ်တရက်အရက်အမြင့်တိုးတက်မှုရပ်တန့်သွားခြင်းသို့မဟုတ်ထိုးတက်သွားခြင်းစသည့်အခြေအနေများကိုစောင့်ကြည့်ဖို့အသုံးဝင်ဆုံးနည်းလမ်းဖြစ်တယ်တဘာဝအတိုင်းအရက်မြင့်လာအောင်ကူညီပေးမဲ့နည်းလမ်းများအစားအသောက်မှန်ကန်စွာစားသုံးခြင်းပရိုတင်းကာဘိုဟိုက်ဒရိတ်အဆီဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်အောင်စီမံပေးပါအသေးစိတ်ကိုနောက်တစ်ပိုင်းမှာပြန်ရှင်းပြပေးမယ်နှစ်အိပ်ရေးဝဝအိပ်ပါစေအိပ်တဲ့အချိန်မှာကြီးထွားမှုကိုဖြစ်စေတဲ့ဟော်မုန်းထွက်ပါတယ်အသက်အရွယ်အလိုက်အိပ်ချိန်ပြဋ္ဌာန်းချက်များမှာမွေးကင်းစမှ3လအရွယ်လိုအပ်သောအိပ်ချိန်မှာ14နာရီမှ12နာရီ4လမှတစ်နှစ်အရွယ်လိုအပ်သောအိပ်ချိန်မှာ12နာရီမှ16နာရီတစ်နှစ်မှ2နှစ်အရွယ်လိုအပ်သောအိပ်ချိန်မှာ17နာရီမှ14နာရီ3နှစ်မှ5နှစ်အရွယ်လိုအပ်သောအိပ်ချိန်မှာ10နာရီမှ13နာရီ6နှစ်မှ12နှစ်အရွယ်လိုအပ်သောအိပ်ချိန်မှာ9နာရီမှ12နာရီ13နှစ်မှ18နှစ်အရွယ်လိုအပ်သောအိပ်ချိန်မှာ8နာရီမှ10နာရီ3လေ့ကျင့်ခန်းပြုလုပ်ခြင်းလေ့ကျင့်ခန်းအမျိုးအစား3မျိုးလေ့ကျင့်နိုင်တယ် Aerobic လေ့ကျင့်ခန်း Aerobic exercise ကြွက်သားခွန်အားခုခံမှုလေ့ကျင့်ခန်း Strength or resistance exercise
ကြွက်သားပြေလျှောမှုလေ့ကျင့်ခန်း flexibility exercise အသေးစိတ်ကိုနောက်တစ်ပိုင်းမှာပြန်ရှင်းပြပေးမယ်။လေးကိုဟန်အနေထားမှန်အောင်ဂရုစိုက်ပေးပါ။ကိုနေဟန်ထားမှန်ခြင်းသည်ကြောရိုးကြီးထွားမှုအတွက်အရေးပါတယ်။မတ်တက်ရက်တဲ့အခါထိုင်တဲ့အခါနဲ့အိပ်နေတဲ့အခါမှာပုံစံမှန်ဖို့လိုအပ်ပါတယ်။ပခုံးလက်ပြင်ကြောစတဲ့နေရာတွေကုန်းနေတာမျိုးကဲ့သို့ကိုဟန်အနေထားမမှန်တာအကျင့်တစ်ခုလိုဖြစ်လာတဲ့အခါမှာလည်းအရက်ရှည်တင်တဲ့လောက်မရှိတော့ပါဘူး။ဒါကြောင့်အနေထားမှန်အောင်မတ်မတ်လေးဖြစ်အောင်ဂရုစိုက်ပေးသင့်ပါတယ်။ကောင်းမွန်သောကိုနေဟန်ထားတစ်ထိုင်နီးပခုံးများကိုနောက်သို့ဆုပ်၍ကြောရိုးဖြောင့်စွာထားပြီးတင်ပါးကိုထိုင်ကုန်၏အစွန်းတွင်ထားပါခါကုန်းပြီးထိုင်ခြင်းသည်ကြွက်သားများကိုအားနည်းစေကကြောရိုးပုံစံပြည့်ယွင်းစေနိုင်ပြီးအရက်ပူစေပါတယ်နှစ်အကြာကြီးထိုင်ပါကမိနစ်30ကြာတိုင်းထားပြီးလမ်းလျှောက်ကကြောရိုးဖိအားလျှော့ပါထိုင်နေစဉ်ဒူးကို90ဒီဂရီထားပြီးခြေထောက်ကိုကျမ်းပြင်ပေါ်ပြားချက်စွာထားပါလိုအပ်ပါကခြေတင်ခုန်3ပါ3အိပ်စက်သည့်အနေထားပလက်အိတ်ချင်းသည်ကြောရိုးပေါ်ဖိအားအနည်းဆုံးဖြစ်ပြီးအကောင်းဆုံးအနေထားဖြစ်တယ်ပလက်မအိတ်နိုင်ပါကဘေးတစ်စောင်းအိတ်ပါခေါင်းအသုံးပြုမည်ဘေးတစ်စောင်းအိတ်သူများသည်ခေါင်းနှလုံးအသုံးပြုပါတစ်လုံးကိုခေါင်းအဖြစ်နောက်တစ်လုံးကိုခြေထောက်ကြားထားကကြောရိုးကိုမြင်းဖြောက်အနေထားရှိစေပါဘယ်အသက်အရွယ်ထိအရက်ရှည်နိုင်လဲပုံမှန်အားဖြင့်အရွယ်ရောက်ပြီးသွားတဲ့အခါလူတစ်ယောက်ရဲ့အယိုးအဆစ်ကြီးထွားမှုတွေရပ်တန့်သွားတဲ့အတွက်အရက်ဆက်မရှိနိုင်တော့ပါဘူးအရက်ရှည်နှုံရပ်တန့်တဲ့အချိန်များသောအားဖြင့်မိန်းကလေးတွေမှာဆိုအသက်15နှစ်ဝန်းကျင်နဲ့ယောက်ျားလေးတွေမှာဆိုအသက်16နှစ်ဝန်းကျင်ဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီအချိန်မှာအရက်ရှည်အောင်အစားအစာနဲ့နေထိုင်မှုပုံစံတွေပြောင်းလဲမယ်ဆိုရင်လည်းအကျိုးထူးမလာတော့ဘူး